ကျွန်တော်ဖြတ်တန်းလာတဲ့တစ်လျှောက်ကျွန်တော်ဘောခီးရတဲ့တစ်လျှောက်မှာလက်ဆောင်ဆိုတာကကျွန်တော်တို့ရပူကြတယ်ရပူကြတယ်လို့မျိုးကိုယ်တိုင်လည်းကျွန်တော်တို့ပြေးကြတယ်ပေါ့ကိုချစ်ခင်ရတဲ့ကိုယ့်ရဲ့ချစ်သူကောင်မလေးပဲဖြစ်ဖြစ်ကောင်လေးပဲဖြစ်ဖြစ်ပြီးရင်ကျွန်တော်တို့ငွေချင်းပေါင်းတင်မိတ်ဆွေပဲဖြစ်ဖြစ်ပြီးရင်အသက်ကြီးသူပဲဖြစ်နေတယ်ကျွန်တော်တို့လက်ဆောင်ကကျွန်တော်တို့ပြေးကြတယ်ပေါ့ပြီးရင်ကိုယ်တိုင်လည်းလက်ခံရဘူးကြတယ်ပေါ့အကုန်လုံးလို့အဲ့ဒီမှာလက်ဆောင်ကလည်းဒီရဖူးတဲ့အချိန်မှာဆိုရင်အင်မတန်မှကိုဒီကောင်းမွန်တဲ့ကျဉ်းတဲ့ feeling ကကျွန်တော်တို့ရတယ်တကယ်လို့များကိုရတဲ့လက်ဆောင်နဲ့ကိုလိုချင်တဲ့ဟာနဲ့ပေါင်းအောင်ထပ်တူကြတဲ့ခါကျရင်တော့မှတော်တော်လေးကိုကျဉ်းရတာပေါ့အခုပြောမယ့်အကြောင်းကကျတော့ဒီလက်ဆောင်ဆိုတဲ့ဟာနဲ့ခက်ဆင်တဲ့အကြောင်းအရာလေးပေါ့ဒီအကြောင်းအရာလေးကြတော့သူကအဲ့ဒီနယ်မြို့လေးမှာဖြစ်ရလေအဲ့နယ်မြို့လေးမှာပုံမှန်တိုင်းပေါ့နယ်မြို့လေးပြင်မဲ့သူတို့ဟိုဟာဒီဘတ်ကားလေးရှိတယ်ဘတ်ကားရှိတော့ဘတ်ကားကဆွဲနေတာအဲ့မှာဘတ်ကားတစ်စီးကလာအောင်ဘတ်ကားဒီကလာတော့သူကမြို့တွေကနေမြို့ပြင်ဘက်သူပတ်တာပေါ့ပြီးတဲ့ခါရင်သူပြန်ပတ်မှာပေါ့အဲ့လိုမျိုးဘတ်ကားထဲမှာကျတော့ခီးတယ်တွေရှိနေခီးတယ်တွေအရင်အများကြီးတော့မဟုတ်ဘူးခီးတယ်နည်းနည်းပဲကျန်တော့လားအဲ့ခီးတယ်နည်းနည်းပဲကျန်တော့အချိန်မှာအဖိုးကြီးတယောက်ကသူကလက်ထဲမှာသူကပန်းစည်းကင်လာတယ်သူပန်းစည်းကအပန်းနဲ့လည်းအများကြီးပန်းစည်းလည်းကြီးတာပေါ့အဲ့ဒီပန်းစည်းကြီးသူကင်လာတယ်အဲ့ဒီရဲ့သူ့ရဲ့ဒီမျက်နှာချင်းဆိုင်အဲ့ထိုင်ကုန်မှာကျတော့ထိုင်နေကျတော့မိန်းကလေးတယောက်ထိုင်မိန်းကလေးတယောက်အသက်ငယ်မိန်းကလေးတယောက်ထိုင်အဲ့မိန်းကလေးကသူကြည့်နေအဲ့ဒီဖိုးရဲ့ပန်းစည်းကိုသူကြည့်နေမိန်းကလေးဆိုတော့ပန်းကြိုက်တာပေါ့ပန်းကြိုက်ဆိုတော့ပန်းကြည့်အမှဟိုအဖိုးကြီးကလည်းပြုံးပြီးတော့နှုတ်ဆက်တာပေါ့စကားတော့မပြောပြဘူးတို့လိုမျိုးဘတ်ကားလည်းထပ်ပြီးတော့မောင်းနေနေမှာဒီမြို့ပြင်နာကိုရောက်လာတော့အဲ့ဒီအဖိုးကြီးကဟိုရောက်တော့မယ်ဆိုတော့သူကထိုက်ရက်လိုက်ပေါ့ကျတော့ထိုက်လိုက်ထည့်ပြီးတော့အဲ့ဒီကောင်မလေးနားစီသွားပြီးတော့မှရောတဲ့ကလေးမားတဲ့ရောသမီးတို့ကိုအဲ့ဒီပန်းစီပေါ့သူအဲ့ဒီကောင်မလေးကသူနည်းနည်းတော့သူတစ်ချက်ကြောင်သွားတယ်ပြီးတော့သူဘာမှတော့မပြောဘူးသူဟိုဟာဖြစ်တဲ့သူလက်ခံလိုက်တော့ပန်းစီကိုလက်ခံလိုက်အဲ့ဒီအဖိုးကြီးကလည်းပြုံးပြီးတော့မှသူဘာပြောလဲဆိုတော့ဦးရဲ့တဲ့မိန်းမလည်းဦးမိန်းမလည်းဒီပန်းစီတွက်ကိုတဲ့သူလည်းကျဉ်းနေမှာပါတဲ့သူကျဉ်းနေမှာပြောပြီးတော့သူဘတ်ကာကောက်စနော်အမှအဲ့ဒီကောင်မလေးကသူကြည့်နေပေါ့အဲ့ဒီကားလည်းထွက်သွားပြီအဲ့ဒီအဖိုးကြီးလမ်းလျှောက်သွားတဲ့နေရာကိုကြည့်နေအဖိုးကြီးကလမ်းလျှောက်သွားတော့အဲ့ဒီမြို့ပြင်နားမှာရှိတဲ့ဒီသူတို့တင်ချိုင်းကုန်းရဲ့ဒီအဝင်ဝတင်ချိုင်းကုန်းအဝင်ဝတွေကအဲ့ဒီအပေါက်ကနေမှတင်ချိုင်းကုန်းနဲ့သူဝင်သွားတာကိုသူတွေ့လိုက်တယ်ပေါ့အဲ့ဒီဟာဒီဖြစ်ရလေးပေါ့ဒီဖြစ်ရလေးကတကယ်ကသူကသူ့မိန်းမကဆုံးပါသွားပြီအဲ့အတွက်ကိုဒီသူအများတန်းလို့နှစ်ပတ်လေနေ့တွေမှာသူအများတန်းလာပြီးတော့မှသူ့မိန်းမကြီးလာပြီးတော့ပန်းစည်းနဲ့လာပြီးတော့သူ့မိန်းမအုပ်ကိုလာပြီးတော့ချပေးတာပေါ့အဲ့ဒါလေးကိုသူကလည်းပောက်ပြီးတော့ပြေးလိုက်တယ်အဲ့လက်ဆောင်လေးကလည်းကောင်မလေးတွေရသွားတဲ့ဟာကိုကြည်နူးတော့ခံစားမှုတွေတော့ရောပြွန်းနေမှာပေါ့ဒီလက်ဆောင်ရဲ့အနေထားကတော့လေဟုတ်ကဲ့ကျေးဇူးတင်ပါတယ်